ပရိသတ်ကြီးရအောင်မှတ်တာကဘာမှာဘေးရနေပါကြောင်းများဣဒ္ဓမစ္စယကြောင့်ဘသူကြောင့်ဘေးရများတယ်လို့လူကိုမပြောနဲ့နော်လူမျိုးကိုလည်းမပြောနဲ့ဘယ်တိုင်းပြည်ကဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာကိုယ်ွယ်တဲ့ဘယ်အသားရောင်ရှိတဲ့ဘသူပဲဖြစ်ဖြစ်ဣဒ္ဓနဲ့မစ္စယမှာအကုန်လုံးအတူတူပဲဟုတ်တယ်မလားမနာလိုတာဗမာတွေရဲ့မနာလိုခြင်းနဲ့အင်္ဂလိပ်ပြည်တကန်တွေရဲ့မနာလိုခြင်းဘာပြုလဲတူတူပဲဗမာနဲ့အင်္ဂလိပ်အမေရိကန်ဒါပဲကွယ်အာသရတရားကောင်းတဲ့လူပေါင်းကတော့ဝေပေးနေရှိသေးဆင်းရဲတဲ့လူတွေကိုဝေကျွေးနေတဲ့လူတယောက်အကြောင်းကြားဘူးလားအနာထပိန္ဒိကပြောအနာထာနံညှိုးငယ်စွာနဲ့အကိုရမဲ့နေတဲ့လူတွေကိုပိန္ဒန္တရာတိထမင်းကျွေးခြေသလုံးအိမ်တိုင်းခေလို့ပြောမယ် jobless အလုပ်လက်မဲ့ homeless အိမ်မရှိဘူးမန္တလေးမှာလည်းခုအများကြီးရှိတယ်နော်အလုပ်လည်းမရှိဘူးအိမ်လည်းမရှိဘူးကျုံရမှာနေတဲ့လူတွေမန္တလေးမြို့တဲ့တပတ်လေအစွန်ပြားမှာဝိုင်းနေတယ်လည်းရတဲ့တရက်ကဘုန်းကြီးတို့ကန္နာလန်တစ်လျှောက်နဲ့မော်ဒကာမောင်းပြီးတော့သွားပြန်တရက်သွားကြည့်မြေကန္နာကသစ်ပင်ကြီးရဲ့အောက်အိုးမဲ့အိမ်မဲတွေအများကြီးပဲအမေကလေးကလည်းမွေးလိုက်တာဗျာလမ်းပေါ်မှာခွေးသားပေါက်တဲ့အတိုင်းပဲနော်သူတို့ပုံမွေးတယ်နဲ့တူတယ်ကြည့်ရနော်ဆင်းရဲတဲ့လူပိုဆင်းရဲအောင်ပုံမွေးပေးသလားလို့ဩသနာเสียနော်အိမ်မရှိအလုံးမရှိကြုံရနေပြီးတော့ရန်ကုန်လည်းဒီတိုင်းပဲမန္တလေးလည်းဒီတိုင်းအဲ့ဒီလိုအိုးမဲ့အိမ်မဲ့အလုံးလက်မဲ့တွေကိုနေရှိသူရဲ့ဓမင်းကျွေးတာအနာတပိန်တစ်ထေးဖယားမပွင့်ခင်တည်းကသာဝတိမြို့ရဲ့၄ပေါက်တကား၄ပေါက်မြို့၄ဘက်မှာထမင်းစားယုံကြီးတွေထိုးပြီးတော့နေတနာညတနာတစ်သက်လုံးထမင်းကျွေးဘယ်သူလဲဖယားနဲ့ကိုမတွေ့ရသေးဘူးသောတာပန်ကိုမဖြစ်ရသေးဘူးတရားတပုတ်မှမနာဘူးသေးဘူးတဲ့ပြောရင်ဗုဒ္ဓဘာသာမဖြစ်သေးဘူးအနာတပိတ်အကိုရမဲ့နေတဲ့ငတ်နေတဲ့လူတွေကိုနေတိုင်းထမင်းကျွေးတယ်မဟုတ်လားနိဗ္ဗာန်မဲ့ဖို့တော့နတ်ပြည်ဗြဟ္မာပြည်တို့သူမသိဘူးဘာစိတ်နဲ့ကျွေးကရုဏာနဲ့ကျွေးတာဘာနဲ့ကျွေးလဲအဲ့ဒီကရုဏာတရားပြန့်ပွားပြီးတော့အဲ့ဒီလိုသာပေးမယ်ကျွေးမယ်ဆိုရင်အဲ့ဒီလမ်းဘေးကလူတွေတဲခုံးနဲ့နေတဲ့တဲဆုံးနဲ့လေလေလူတွေအထူးသဖြင့်ကျူးကျော်နေတဲ့လူတွေမော်ဒကလမ်းဘေးတိုင်းမှာရှိအနာတပိန်တော်တတိနေမြတ်တွေ့လိုက်ရင်သူတို့တော်ချမ်းသာမှာပဲပြိဿကြီးနော်အဲ့တော့ဒါနဆိုတာကဘဝတန္တရာကိုမျှော်ပြီးတော့လူတဲ့ဒါနလည်းရှိတယ်ဒါဗုဒ္ဓဘာသာပေါ်မှပေါ်လာဗုဒ္ဓဘာသာမပေါ်ခင်တုန်းကတော့ကရုဏာဒါနပါဒါနနိဗ္ဗာန်လည်းမသိဘူးသစ္စာ၄ပါးလည်းမသိဘူးအပယ်၄ပါးလည်းနားမလည်အိမ်လည်းမရှိဘူးအလုပ်လည်းမရှိဘူးရှားစရာလည်းမရှိဘူးပိုက်ဆံငွေကြီးကမဖြစ်စရဝေးလိုက်တာကတစ်နှစ်တစ်ယောက်ဆိုတဲ့အမျိုးတွေဟုတ်လားအိုးခွေးသားပေါက်တယ်လို့ပဲကလေးလေးတွေတစ်နှစ်တစ်ယောက်မွေးထားတယ်အဲ့ဒီသတ္တဝါလေးတွေအသက်ရှင်ပါစေဆိုပြီးတော့နေတိုင်းဝေကျွေးတာအဲ့ဒါကိုဘာဒါနခေါ်တယ်ကရုဏာဒါနဒီကနေ့ဘုန်းကြီးတို့တိုင်ပြီးမှအဲ့ဒီဒါနကကောင်းကောင်းကြီးမထွန်းကားဘူးဘာသာရေးဒါနတော့ကောင်းကောင်းကြီးထွန်းကားပါအဲ့တော့ဘုန်းကြီးတို့ပြိဿပြန်ချုံလိုက်နော်ဘာလဲဧသာမစ္စယသံယောဇနာသူရမရဲ့ကြီးပွားတာတိုးတက်တာအောင်မြင်တာကိုလက်မခံနိုင်တဲ့စိတ်ထားအဲ့ဒါကိုဣဒ္ဓ
ကိုယ်ရဲ့ရှိတာတွေကိုငါပြဆင်းရဲမွဲနေတဲ့လူတွေကိုဝေမပေးနိုင်တဲ့စိတ်ထားအဲ့ဒါကဘာလဲလဲမစ္စရိယအဲ့ဒီတရားနှစ်ပါးထွန်းကားတဲ့ကဘာမှာငြိမ်းချမ်းရေးမရဘူးတဲ့ဘေးရန်များမယ်လို့သတ္တနာလူတော်ရှင်များမြတ်စွာဘုရားကိုရောမြတ်ကသတဲ့ကသတရားမင်းရပညာမေကောင်းကိုယာကရာတိဆုတ်ဆိုင်မရှိအောက်တိုင်းမှန်စွာဖြည့်ကြတော်မူခဲ့ပါပေသတည်းတရားကြိုက်ပြီးခြေနှံ့သွားတယ်ဆက်မေးတယ်အဲ့ဒီအိဒါမစ္စရိယကဘာကြောင့်ဖြစ်တယ်လဲဝင်းဆက်ကလေးမို့လားချိန်ကြိုးလေးလို့နော်အမှုကိစ္စတွေကဒီလိုဆက်နေအိဒါမစ္စရိယဘာကြောင့်ဖြစ်တယ်လဲဘုရားဖြေမယ်ဧသာမစ္စရိယံခောမာရိတဧသာမစ္စရိယံခောဒေဝနာမိန္ဒပိယပိယနိဒာနံပိယပိယသမုဒယံပိယပိယဇာတိကံဒေဝနာမိဒာနတေကိုဆိုရတဲ့သက္ကတကြမေဧသာမစ္စရိယံမနာလိုခြင်းနဲ့ဝန်တိုခြင်းဆိုတာဟာပိယပိယနိဒာနံချစ်ခြင်းနဲ့မုန်းခြင်းကြောင့်ဖြစ်တာဧသာမစ္စရိယဘာကြောင့်ဖြစ်တယ်ရှစ်တယ်မုန်းတယ်လူလောကကြီးကလည်းအစွန်းနှစ်ဖက်တည်းအလဲကောင်မှနေရဘယ်ဘက်မှမကပ်ပဲနဲ့အလဲခတ်သွားနိုင်ရင်တော့ချမ်းသာမယ်လို့ထင်တယ်ရှစ်ဆိုတာအစွန်းတစ်ဖက်မုန်းဆိုတာအစွန်းတစ်ဖက်ဒီလိုမဟုတ်လားရှစ်တယ်ဆိုတဲ့အပေါ်မှာဘာဖြစ်လဲမစ္စရိယရှစ်သူတို့ရဲ့ပေါ်မှာဘာဖြစ်မစ္စရိယကိုရှိသူကိုတခြားလူတရားဝင်နှန်းသွားရင်အဲ့ဒီလူသေပြီတော့ပဲမဟုတ်လားရှင်းသွားတယ်နော်နားလည်းအောင်တော့တမီးပြောမယ်ဒီဘနာကြီးလေးရွှေနာကြီးလေးလှရတယ်ဘုန်းကြီးချစ်တယ်နာကြီးလေးလာတောင်းကြည့်ပါလားပေးမယ်ထင်မပေးဘူးချစ်ရင်ဘာဖြစ်မစ္စရိယဒါရှင်းတယ်နော်ကိုရှိသူဘယ်သူလဲမှနော်စိန်စိန်ကြည့်တာတော့မခံနိုင်ဘူးဒီလိုမဟုတ်လားမုန်းတဲ့လူတွေကြတော့ဘာဖြစ်လဲခက်မြန်မြန်ပြည့်စည်ခက်မြန်မြန်သိမှကောင်းမယ်ဒီလိုမဟုတ်လားအေးအဲ့ဒါကြောင့်ပိယပိယနိဒာနံဧတမစ္စရိယမနလိုခြင်းနဲ့ဝန်တိုခြင်းဆိုတဲ့ဒီတရားနှစ်ပါးဟာပိယပိယနိဒာနံခြေချင်းမုန်းခြင်းကစတင်၍ဖြစ်တယ်လို့သာတလူနဲ့တို့ဆရာဘုရားရှိခိုးတော်မြတ်ကဒေဝနာမိန်တတတရားမင်းရပညာမေကောင်းကိုပြကြတော့တိဆုတ်ဆိုင်မရှိဥဒ္ဓမှန်စွာဖြေကြတော်မူလိုက်ပါပေသတည်းဘုန်းကြီးတို့ပရိသတ်ကိုတနေ့လုံးနေပူထားတဲ့ကြောက်လန်းကအပူတွေအောက်ကနေပြီးနှိမ့်ဆက်မှဆိုလို့တတ်နိုင်ဆုံးတူအောင်ပြောတာနော်တရားပွဲပြီးအပူမိပြီးတော့ဖျားရင်ဘုန်းကြီးလေးရှည်လို့ဖြစ်မှလို့ကြောက်ရဧသာတရား၅မျိုးမစ္စရိယတရား၅မျိုးဆိုတာတွေကိုရှင်းလင်းပြောเสียအများကြီးရှိတယ်မပြောတော့ဝင်းဆက်ကလေးမှတ်ထားကမ္ဘာလောကဘာကြောင့်ဘေးရန်များဧသာမစ္စရိယကြောင့်ဧသာမစ္စရိယဘာကြောင့်ဖြစ်ချစ်ချင်းမောင်းခြင်းကြောင့်ဖြစ်တယ်ဒါအိမ်ပါသွားတယ်နော်အိမ်ပါအောင်ယူသွားဒီရဆက်မေးတယ်ပိယပိယံကမာရိတာကိဏိဒါနကိသမုဒယံကိဇာတိကံကိပဘဝံဗန္ဒီဘဂဝါဘုရားရှိတော်မူသောမြတ်စွာဘုရားပိယပိယံချစ်ချင်းနဲ့မုံခြင်းဆိုတဲ့ဒီနှစ်ပါးဟာကိဏိဒါနံကိသမုဒယံဘာကြောင့်ဖြစ်တယ်လဲလို့ဘဂဝန္တံဘောင်း၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကိုအပေါစီသီလောရေနဲ့မေးလျောက်ရှာလေသတည်း